မင်းအချစ်ရဆုံးလူကိုမင်းမျက်စိရှိတယ်တယောက်ယောက်ကအတင်းအတမလာဆွဲခေါ်သွားတယ်ဆိုပါစို့မင်းဘာလုပ်မလဲသေချာတယ်ဒေါသတွေထွက်ပြီးရသလောက်ပြန်ချမိမှာပဲမလားဒါပေမဲ့သမိုင်းမှာအဲ့ဒီလိုအခြေအနေမျိုးကိုရင်ဆိုင်ရတာတောင်မြစ်တောင်တစ်ချက်မခတ်ခဲ့တဲ့ယောက်ျားတစ်ယောက်ရှိခဲ့ဘူးတဲ့အဲ့ဒါဆူလဘောဒီလို့ခေါ်တဲ့ယတိတပါပဲဒီနေ့တိုင်းပြည်ရဲ့အာဏာအရှိဆုံးဘုရင်ကစစ်တီဘိုးဘာတွေလက်နက်တွေနဲ့လာပြီးယတိရဲ့လှပတဲ့ပါရမီဖြည့်ဖက်မင်းကလေးကိုမျက်စိရှိနေအတင်းလာလူသွားတယ်ပုံမှန်ဆိုယုံရင်းဆန်ခတ်နဲ့သွေးထွက်တန်ယူဖြစ်ရမယ်ပွေပေါ့ဒါပေမဲ့ယတိကဘာလုပ်ခဲ့တယ်ထင်လဲသူခေါင်းတောင်မမော့ဘူးလက်ထဲကတင်ကန်းကိုပဲEECC ဆက်ချုပ်နေခဲ့တယ်ဘုရင်ကအံ့ဩသွားတယ်ဒီလူတတ်တိမရှိလို့ကြောက်နေတာလို့ထင်ခဲ့တာဒါပေမဲ့တကယ်တမ်းကျတော့ယတိရဲ့အဲ့ဒီတိတ်ဆိတ်ငြိမ်သက်ခြင်းကပဲဘယင်ကိုပြန်ပြီးခြောက်ချားသွားစေခဲ့တာယတိကတိတယ်လေဒေါသဆိုတာသူ့တပားကိုမလောင်ကျန်းခင်ကိုအရင်ပြာကျစီမိမီးတောက်ဆိုတာကိုသူကအဲ့ဒီမီးကိုအစကလေးကငြိမ်သက်ထားနိုင်ခဲ့တာမှတ်ထားပါတခါတလေမှလေအကြေလောင်ဆုံးအော်ဟစ်ပေါက်ကွေးပြတာတဲ့ဘာမှမတုံ့ပြန်ပြီးပြုံးလေးကြည့်မိနိုင်ခြင်းလားတစ်ဖက်လူကိုအသေးချားဆုံးအနိုင်ယူလိုက်တာပဲမင်းရဲ့ဒေါသတွေကိုအဲ့ဒီလိုအနိုင်ယူနိုင်ပြီလား